အောင်မင်္ဂလာပါဒီနေ့ကတော့အောင်ဒုက္ခမှာနေ့လည်စာသွားစားပါမယ်အောင်ဒုက္ခကဗဟန်း3လမ်းထဲမှာရှိပါတယ်နော်ဟိုတယ်ဘန်တွေရဲ့မျက်စောင်းတို့မီးပွိုင်းရှိတဲ့လမ်းလေးကနေဝင်သွားလို့ရှိရင်အောင်ဒုက္ခဆိုင်တန်းရောက်ပါတယ်ဒါလေးကတော့သူ့ဆိုင်လေးပါနှစ်ထပ်ရှိပြီးတော့ကျကျဝန်းလည်းရှိပါတယ်ဆိုလို့ထိုင်ခဲ့တာကတော့အပေါ်ထပ်မှာပေါ့နော်သူ့ရဲ့အပေါ်တက်လေးကလေအလှအိမ်လေးလိုပဲအောက်ထပ်မှာလည်းထိုင်လို့ရပါတယ်ဆိုလို့တော့မထိုင်ခဲ့ပါဘူးပုံမှန်ဆိုလို့ရှိရင်လေဆိုရမြန်မာထမင်းဟင်းကိုအပြင်ဆိုင်မှာစားတာရှားတယ်ပေါ့နော်ဒီတစ်ခါတလေအဲ့လိုမချက်ချင်တဲ့အချိန်မျိုးတွေဆိုလို့ရှိရင်သွားဆိုင်တစ်ခါတလေစားတာမျိုးပဲကြိုက်တာပေါ့နော်အခုဒီအောင်ဒုက္ခဆိုင်လေးကတော့စားလို့အဆင်ပြေတဲ့မှာပါပါတယ်ခင်းလေးတွေကတော့ပုံမှန်ထမင်းဆိုင်မှာရှိတဲ့အတိုင်းပဲဖြစ်တဲ့ကြောင့်မလို့ဆိုတခုချင်းစီပါတယ်ရှိလဲဆိုတော့မပြောပြတော့ဘူးနော်ဒီမှာလေးကိုချက်သားဝဲခိုင်းတော့ဝဲရပါတယ်ဝဲတော့ဝဲချက်ဒီဟာလေးတွေကလေသူ့ရဲ့ဒီတိုးစရာငပိရေးပြင်ပေးတဲ့ကောင်တာလေးပေါ့နော်တသက်ရက်လေးလည်းရှိပါတယ်ဒါလေးကတော့ဟင်းပွဲလေးမလာခင်ချပေးတဲ့လက်ဖက်အဖိုးကြီးတုပ်လေးရဲ့တိုးစရာငပိရေးလေးရဲ့ဒီပါသူ့ဟင်းညိုလေးကလေဂွေးတောက်ရွက်ရဲ့စူပုတ်ရွက်ရဲ့ဂေါ်ပီရဲ့တခြားအရွက်လေးတွေလည်းပါတော့ချွတ်ချွတ်ခါခါလေးပေါ့နော်ဆိုလို့သွားစားခဲ့တာကတော့9ယောက်ကို89,000ကျော်ကျော်9,000လောက်ကျတာဆိုတော့တယောက်ကို12,000လောက်ပဲကျတာဆိုတော့တန်တယ်လို့ပြောရမယ်ပေါ့နော်တကယ်လို့ကိုကအိမ်မှာဟင်းမချက်ချင်ဘူးဆိုလို့ရှိရင်သွားစားဖို့အတွက် recommend ပေးပါတယ်နော်အဆုံးထိကြည့်ပြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးများတင်ပါတယ်ဒါဆိုနောက်ဗီဒီယိုမှာပဲကြည့်ကြမယ်တတာ